Hello မင်္ဂလာပါရှင်ဒီနေ့မှာတော့မမင်းကဒီပန်နီရုပ်လေးကိုမမင်းရဲ့ချီထိုးဝါဒနာရှင်လေးတွေများလိုက်ထိုးလို့ရအောင်မမင်းကဗီဒီယိုလေးပညာသင်တန်းလုပ်ပေးထားတာပဲဖြစ်ပါတယ်ရှင်ဒီရုပ်လေးစထိုးဖို့အတွက်ခါကြတော့မမင်းကဒီမှာမစ်ကော့တော်အမေဘက်ကိုတုံးမိထားရပေါ့နော်မစ်ကော့တော်အမေဘက်ကိုဆက်ချင်တဲ့အယောင်လေးနဲ့ဒါကြတော့အင်ဂျီနဲ့အုတ်ထုတ်အယောင်လေးပေါ့နော်ဒါက body အယောင်လေးဒီလိုအယောင်ထူးကလာလိုပါမယ်နောက်ပြီးတော့ချုပ်အဲလိုပါမယ်လူတွေကဒီလောက်ဆိုင်လေးဆိုစင်ကြည့်ပေါ့နော်ဒါနဲ့နှစ်ခုလိုပါမယ်ပြီးတော့ဒါကတော့ပါနီချေဖို့အတွက်ပေါ့နော်ပါနီချေဖို့အတွက်ကိုယ်မှာရှိတဲ့အယောင်လေးလိုပါမယ်အစိုက်ကတော့မင်းက 2.5 နဲ့တုံးထားပြီးရပေါ့နော်ဘာလို့လဲဆိုတော့ဒီကောင်က form line နဲ့ဆိုတော့နည်းနည်းသေးတော့ 2.5 နဲ့ကျိုင်းတဲ့တရားထိုးလို့ရပါတယ်ဟောနောက်ပြီးတော့ရင်စီလီကွန်လေးအနေငယ်လိုပါမယ်ရှင်ဒါဆိုရင်တော့မင်းတို့စထိုးလိုက်ရအောင်ဒီမှာချေရိုကဒီရုပ်လေးကိုစထိုးမယ်ပေါ့နော်ဒီရုပ်လေးကိုစထိုးပါမယ်ဒီပုံစံလေးကိုထိုးမယ်ပေါ့နော်ပြီးဦးဆုံးအကျရင်းလေးကိုရေးလုံးလိုက်ပါမယ်အကျရင်း6ခါလုပ်ပါမယ်ရှင်အကျရင်း6ခါရရင်ချုပ်ပြီးတော့ဒီမှာမမင်ကရှက်ကော်လေးနဲ့ဆက်မယ်ပေါ့နော်ပြီးရင်ပုံတက်တာတက်မယ်ဒုတိယတန်းအားကြတော့တစ်ပေါက်မှာ2ချက်စီနဲ့ဒီပတ်လေးကိုထိုးသွားရပါမယ်ပေါင်းမှ2ချက်စီနဲ့ပပတ်လေး12တိုင်းထိုးသွားရပါမယ်ရှင်ဒီမှာ12ခါပြီးသွားပြီဆိုရင်တော့ထိတ်ဆုံးတိုင်မှာရှက်ကော်လေးနဲ့ဆက်မယ်ပြီးရင်ဖုန်မီတစ်ခါတက်မယ်ပေါ့နော်ဒီတိုင်းမိတိုင်းမှာတစ်ခါအဲ့လိုလေးလုပ်မယ်တတိယမြောက်မှာတစ်ပေါက်ကိုတစ်ချက်ကတစ်ခါသူ့ပေးမှာကပွားမယ်ပေါ့နော်increase ထိုးပါမယ်အဲ့လိုမျိုးပတ်လေးကိုထိုးသွားရပါမယ်ပတ်တန်လေးတွေလည်းဒီမှာရေးပေးထားမယ်ပေါ့နော်တခါတည်းကြည့်တောင်းလို့ပတ်တန်လေးပါတခါတည်းရေးပေးထားပါမယ်ခုကတော့တစ်ပတ်ပြည့်သွားပြီဆိုရင်ပထမဆုံးတစ်တိုင်မှာရှက်ကော်လေးနဲ့ဆက်မယ်ပြီးရင်ဖုန်မီတစ်ခါတက်မယ်အစွန်းတင်းနဲ့တော့၄တန်းမြောက်ကိုစထိုးမယ်ပေါ့နော်၄တန်းမြောက်မှာကတစ်ပေါက်တစ်ချက်တစ်တိုင်းစီနဲ့က2ခါပြီးတော့ရင်နောက်တစ်ပေါက်မှာပွားမယ်ပေါ့နော်တိုင်ပွားမယ်တစ်ပေါက်ထဲမှာ2ခါထိုးပါမယ်အဲ့လိုမျိုးပပတ်လေးထိုးမယ်ပေါ့နော်စုစုပေါင်းက24တိုင်းရှိရပါမယ်ခုတော့ပပတ်လေးထိုးတာ24တိုင်းပြည့်ပါပြီဒါဆိုရင်တော့နောက်ထပ်9တန်းမြောက်ကိုထိုးပါမယ်9တန်းမြောက်ကတစ်ပေါက်တစ်ချက်စီနဲ့က3ခါပေါက်တစ်ချက်စီနဲ့3ခါထိုးမယ်ပြီးတော့ရင်4ပေါက်မြောက်အပေါက်မှာပွားရမယ်ပေါ့နော်တိုင်ပွားမယ်သူရဲ့တိုင်စုစုပေါင်းက30ရှိရပါမယ်ပပတ်လဲတိုင်က30ရှိရပါမယ်ရှင်ဒါဆိုရင်ဆုံးလေးဆက်ထိုးကြမယ်နော်ဒါကတော့စုစုပေါင်း30ပြည့်သွားပြီပေါ့နော်လက်လေး5တန်းမြောက်တိုင်စုစုပေါင်း30ပြည့်သွားပါပြီဒီထဲမှာတော့ချဲရဟာလေးကနည်းနည်းလင်းတော့ပြန်နေရပေါ့နော်ဒီမှာရှက်ကော်လေးနဲ့နောက်တစ်တန်းတက်ဖို့အတွက်ရှက်ကော်နဲ့ဆက်မယ်ဖုန်မီတစ်ခါတက်မယ်အဲ့ဒီနေရာမှာဒီလိုတဒန်းလေးနဲ့ဖြစ်နေအောင်ထိုးရမယ်နော်ဒီတော့အဲ့နားမှာမှားတက်တာကလေဒီမှာရှက်ကော်မကော်ခဲ့မှာဒီကဲ့ရဲ့အပေါက်လေးတွေကိုသွားယူလိုက်တဲ့ခါမှာလေအဲ့ဒီအတန်းရဆောင်းသွားတယ်ဆောင်းပြီးတော့သူ့ရဲ့ဆက်ရလေးတွေကမလှပဲနဲ့ဆောင်းကြီးရုပ်ဆိုးသွားတတ်တယ်ပေါ့နော်ဒါဆို
ဒါဆိုရင်ဒီမှာရှက်ကော်လေးနဲ့ဆက်မယ်ပုံမီတစ်ခါတက်မယ်ပြီးဒီကက်ရပေါက်ထဲမှာပဲထုံးမယ်6တန်းမြောက်ကကြတော့တပေါက်ကိုတစ်ချက်စီနဲ့4ခါပြီးတော့ရင်တိုင်ပွားတစ်ခါထုံးမယ်တော့ထုံးမယ်ပြီးရင်တိုင်ပွားမယ်ခုလိုပဲပပတ်လေးကိုဆက်ထိုးသွားရမယ်ဒါဆိုရင်တော့ပပတ်လေးတန်းပြူပေါ့နော်ခု6တန်းမြောက်ကိုပြီးသွားပါပြီဆိုတော့ဒီမှာထုံးစံတိုင်းရှက်ကော်နဲ့ဆက်မယ်ပုံမီတစ်ခါတက်မယ်9တန်းမြောက်ကကြတော့တပေါက်ကိုတစ်ချက်က5ခါထုံးမယ်ပေါက်တစ်ချက်5ခါထုံးမယ်ပေါက်တစ်ချက်5ခါထုံးမယ်ပြီးရင်ပွားမယ်ပေါ့နော်စုပေါင်းတာက42တိုင်းရှိရပါမယ်ပပတ်လည်း42တိုင်းထိုးပါမယ်ရှင်ပြီးခြေတို့ကနဲ့6 9တန်းကိုပြီးပြီပေါ့နော်9တန်းပြီးသွားရင်ဒီလိုမျိုးရှက်ကော်လေးနဲ့ဆက်မယ်ပြီးပုံမီတစ်ခါတက်မယ်ပြီးသွားရင်တပေါက်ကိုတစ်ချက်စီနဲ့8တန်းစထိုးမယ်ပေါ့နော်8ကနေမှ73အထိထိုးမယ်8 9 10 17 73ဆိုတော့6တန်းရှိမယ်ပေါ့နော်တပေါက်ကိုတစ်ချက်စီနဲ့ဒီလို6ရိုးထိုးရပါမယ်ဒီမှာပထမဆုံးတပေါက်တစ်ချက်စီနဲ့အခု8တန်းမြောက်ကိုစထိုးနေပြီပေါ့နော်8ကနေမှ73တန်းအထိတပေါက်တစ်ချက်စီနဲ့ထိုးသွားရပါမယ်ရှင်တက်ပြီးတော့ရင်တော့ပြန်တွေ့ပါမယ်โอเคဒါကတော့မင်းတို့73တန်းထိပြီးသွားပြီပေါ့နော်တပေါက်8တန်းနေမှာတပေါက်တစ်ချက်စီနဲ့73တန်းထိထိုးလာခဲ့တာဒီလိုလေးရတယ်ပေါ့နော်နဲ့4 6 8 73တန်းပြည့်သွားပါပြီဒီမှာသူကအကွက်လေးတွေဒီလိုညီညီလေးတွေထွက်တယ်ပေါ့နော်ဒီလေးတွေအကွက်ညီညီလေးတွေထွက်ပါတယ်ဒီမှာဆက်ရဆိုရင်လည်းဒီမှာတတန်းနဲ့အဲ့လိုမျိုးထွက်ပါတယ်ဆိုတော့ခြေတို့ကနောက်ထပ်တတန်းကိုတက်မယ်ပေါ့နော်နောက်ထပ်တတန်းတက်ဖို့အတွက်ရှက်ကော့တစ်ခါယူမယ်ပုံမီတစ်ခါယူမယ်ပြီးတော့ရင်ဒါကတိုင်ရောတွေထိုးတော့မယ်ပေါ့နော်ဒီမှာတပေါက်တစ်ချက်စီက5ခါထိုးမယ်တပေါက်တစ်ချက်စီနဲ့5ခါထိုးမယ်ဒါပြီးတော့ရင်တိုင်ရောထိုးမယ်ပေါ့နော်တိုင်ရောထိုးပါမယ်တိုင်ရောကနှစ်ပေါက်ကိုတစ်ခုလုပ်လိုက်တာပါပြီးရင်ပပတ်လေကိုလည်းအဲ့လိုပဲထိုးမယ်တပေါက်တစ်ချက်က5ခါတိုင်ရောကတစ်ခါအဲ့လိုမျိုးထိုးသွားရပါမယ်ဒါဆိုတော့တပေါက်တစ်ချက်5ခါတိုင်ရောတစ်ခါနဲ့ထိုးလာခဲ့တာ14တန်းမြောက်ပြီပေါ့နော်ရှက်ကော်နဲ့ဆက်မယ်ပုံမီတစ်ခါတက်မယ်15တန်းမြောက်ကိုကြတော့တပေါက်တစ်ချက်က4ခါတိုင်ရောတစ်ခါထိုးမယ်ပေါ့နော်တိုင်ရောတစ်ခါထိုးမယ်ခုကတော့15တန်းမြောက်ကိုပြီးပြီပေါ့နော်15တန်းမြောက်ပြီးပြီဆိုတော့16တန်းကကြတော့တပေါက်ကိုတစ်ချက်စီက3ခါတိုင်ရောကတစ်ခါထိုးမယ်တပေါက်တစ်ချက်စီက3ခါတိုင်ရင်တိုင်ရောကတိုင်ရောကတစ်ခါထိုးမယ်လိုပဲပပတ်လည်းထိုးသွားပါမယ်ဒါဆိုရင်တော့16တန်းမြောက်ကိုပြီးသားပြီပေါ့နော်ဆိုတော့19တန်းမြောက်ကိုထိုးပါမယ်ပုံမီတစ်ခါယူမယ်19တန်းမြောက်ကကြတော့တပေါက်ကိုတစ်ချက်စီနဲ့2ခါဒါပြီးတော့ရင်တိုင်ရောကတစ်ခါထိုးမယ်ပေါ့နော်
တော့18တန်းထိပြီးသွားပါပြီပြီးသွားရင်ရှက်ကောတစ်ခါယူမယ်ပြီးရင်ဖုန်မီတစ်ခါယူပြီးတော့ကျိုးလေးကိုနည်းနည်းရှည်ရှည်လေးဖြတ်မယ်ပေါ့နော်ကျိုးလေးကိုနည်းနည်းရှည်ရှည်လေးဖြတ်ပေးရပါမယ်ပြီးတော့ရင်တော့ဒီအက်ကနေမှဒီလိုမျိုးလေးဆွဲထုတ်လိုက်ပေါ့နော်ဆက်တော့မကြည့်တော့ပါဘူးဒီထဲကိုဆီလီကွန်လေးတွေတိတ်မယ်ပြီးတော့နေသားဒီမှာဖြစ်ပြီးတော့ဖောင်းဖောင်းလုံးလုံးလေးတင်းတင်းလေးဖြစ်ပြီးဆိုရင်တော့ရပါပြီဒါဆိုရင်တော့ကျွန်တော်တို့ခေါင်းပိုင်းလေးရပြီပေါ့နော်ဒါဆိုရင်ခနာကိုယ်ပိုင်းကိုဆက်ထိုးပါမယ်ခုကတော့ခြေတို့ကဒီလက်ရွက်လေးကိုထိုးမယ်ပေါ့နော်လက်ရွက်လေးကိုထိုးပြမှာဖြစ်ပါတယ်ဒီဆိုမကြည့်ရင်6ခါလုပ်ပါမယ်6ခါရရှုံးပြီးတော့ရှက်ကော်လေးနဲ့ဆက်မယ်ပြီးရင်ဖုန်မီတစ်ခါယူမယ်ပေါ့နော်ဒါပြီးတော့ရင်နောက်ထပ်ဒုတိယတန်းကတပေါက်ကို2ချက်စီနဲ့တိုင်သွားပါမယ်ဒါဆိုရင်2တန်းပြည့်ပြီပေါ့နော်ရှက်ကော်လေးနဲ့ဆက်မယ်ဖုန်မီတစ်ခါယူမယ်3တန်းမြောက်ကကြတော့တပေါက်တစ်ချက်ကိုတစ်ခါပွားမှာတစ်ခါဒီမျိုးလေးပတ်လေးထိုးရမယ်ပေါ့နော်ဒီပေါက်တစ်ချက်ကတစ်ခါတိုင်ပွားတာတစ်ခါစုစုပေါင်းတိုင်ရ18တိုင်ရှိရပါမယ်ပြီးတော့ရင်ရှက်ကောကောမယ်ဘုံတစ်ခါတက်မယ်၄တန်းမြောက်ကိုထိုးမယ်ပေါ့နော်1 2 3 4တန်းမြောက်ကတပေါက်တစ်ချက်က2ခါပွားမှာတစ်ခါပြီးတော့ရင်ရှက်ကောနဲ့ဆက်မယ်ဘယ်လိုတစ်ခါယူမှာပြီးတော့ရင်1 2 3 4 5တန်းမြောက်ကနေမှ9တန်းအထိကတပေါက်ကိုတစ်ချက်စီနဲ့ပဲထိုးမယ်ပေါ့နော်5တန်းမြောက်ကနေ9တန်းကတပေါက်ကိုတစ်ချက်စီနဲ့စုစုပေါင်းတိုင်က24တိုင်ရှိပါမယ်ရှင်ဒါဆိုရင်တော့9တန်းထိပြီးလာခဲ့ပြီပေါ့နော်ပြီးရင်ရှက်ကောကောမယ်ဘုံမီတစ်ခါဆက်မယ်8တန်းမြောက်ကိုထိုးမယ်ပေါ့နော်8တန်းမြောက်ကကြတော့တိုင်ရော့လာပါပြီတပေါက်တစ်ချက်စီနဲ့က2ခါထိုးမယ်နောက်ပြီးတော့ရင်တိုင်ရော့ကတစ်ခါထိုးမယ်ဒါဆိုရင်8တန်းမြောက်ကိုပြီးပြီပေါ့နော်8တန်းမြောက်ပြီးပြီဆိုတော့9တန်းတက်ဖို့အတွက်ရှက်ကောတစ်ခါကောမယ်ဘုံမီတစ်ခါယူမယ်9တန်းကနေမှ17တန်းထိကတပေါက်ကိုတစ်ချက်စီနဲ့ပဲထိုးရမယ်နော်တပေါက်ကိုတစ်ချက်စီနဲ့3တန်း3ရိုးထိုးရပါမယ်ကိုကနေမှ17တန်းထိပေါ့နော်ဒါဆိုတော့17တန်းမြောက်ကိုပြီးပြီပေါ့နော်ပြီးတော့ပြီဆိုတော့ဒီမှာရှက်ကောယူမယ်ဖမီတစ်ခါယူမယ်12တန်းမြောက်ကကြတော့တပေါက်တစ်ချက်ကတစ်ခါတိုင်ရောကတစ်ခါထိုးရပါမယ်တပေါက်တစ်ချက်တစ်ခါတိုင်ရောကတစ်ခါထိုးမယ်ပေါ့နော်အဲ့လိုနဲ့ပတ်လေးကိုထိုးသွားပေးရပါမယ်ဒါဆိုရင်တော့12တန်းမြောက်ကိုပြီးပါပြီဒီမှာရှက်ကောလေးတစ်ခါယူမယ်ပြီးတော့ရင်ဖမီတစ်ခါယူမယ်3တန်းကနေမှ16အထိတပေါက်တစ်ချက်စီနဲ့3တန်းထိုးသွားရပါမယ်ဒီမှာလေးတခုရှိတာဒီမှာလက်ခလဲလေးကိုဒီလိုလေးဝင်ပြီးထိုးသွားရရပေါ့နော်။ဒါကြီးကိုအရင်ဖိပလိုက်တယ်ဆိုတော့ပြပြကြီးနဲ့ရုပ်ထွက်တာတိတ်မလှတော့ဒီလိုဖောင်းဖောင်းလေးပဲရချင်တော့ဒီအလဲထဲမှာလက်ခလဲလေးထည့်ပြီးထိုးသွားပါမယ်။ပတ်လေတပေါက်တစ်ချက်စီနဲ့ထိုးရပါမယ်ရှင်ဒါက
ကတော့16တန်းအထိပြီးသွားပါပြီ16ရိုးပြီးသွားပြီပေါ့နော်နောက်ဆုံးမှာရှက်ကော့ကောမဲဖမီတက်ခါယူပြီးတော့ခြီကိုရှည်ရှည်လေးဖြတ်ထုတ်လိုက်ပါမယ်ဒီလိုလေးအကလည်းဆွဲထုတ်ပေါ့နော်ဒါကြတော့ယုံရဲ့နရွက်ကလေးဖြစ်တယ်ပေါ့နော်ဒါလေးကိုနှစ်ခုထိုးရပါမယ်ဟောဒီလိုနှစ်ခုထိုးရပါမယ်ရှင်ပြီးတော့ရင်တော့သူ့ရဲ့လက်ကလေးကိုထိုးပြပါမယ်လက်လည်းတူတူပဲပေါ့နော်နှစ်ခုထိုးရပါမယ်မဂျီရင်ယူမယ်ပေါ့နော်မဂျီရင်ကိုတိုင်တွန်းနဲ့ဒီကွင်းလေးထဲမှာစုစုပေါင်း6တိုင်ထိုးရပါမယ်တန်းပြီးတိုင်းတစ်ခါရှက်ကော်နဲ့ဖမီနဲ့ယူမယ်ပေါ့နော်ဒုတိယတန်းကကြတော့တပေါက်တစ်ချက်ကနှစ်ခါတိုင်ပွားတာတစ်ခါထိုးမယ်ပေါ့နော်ပတ်လေသူက8တိုင်ရှိပါမယ်သူကနည်းနည်းတေးလေးဆိုတော့ဒီချာလေးတော့ထိုးရရပေါ့နော်ပြီးတော့ရင်ဒီမှာထိတ်ဆုံးဒီတစ်တိုင်မှာရှက်ကော်လေးနဲ့ကော်မယ်ဖမီတက်ခါယူမယ်ပေါ့နော်ဆိုရင်ဒီလိုလုံးလုံးချွတ်ချွတ်လေးရပါပြီဒီလိုလုံးချွတ်ချွတ်လေးရပါမယ်ရှင်အပြီးရင်3ကနေမှ3တန်းကနေမှ8တန်းအထိတစ်ပေါက်တစ်ချက်စီနဲ့ထိုးသွားရပါမယ်ဒီလိုလေးပေါ့နော်အရင်လည်းမကားသွားရဘူးဒီလိုလေးပဲသူကဒီလိုထောင်လေးတက်သွားမှာပေါ့နော်ပတ်လည်း8တိုင်နဲ့ပဲဒီလိုလေးတက်သွားမှာပါ3ကနေမှ8တန်းထိတက်သွားရပါမယ်ရှင်ဒီမှာတစ်ခါပြီးရင်ရှက်ကော့တစ်ခါဆက်မယ်ပေါ့နော်ပြီးမှဖမီတက်ခါယူပြီးနောက်တစ်တန်းကိုစပါမယ်ဒါဆိုရင်တော့8တန်းထိပြီးပါပြီဒီမှာရှက်ကော်လေးနဲ့ကော်ပြီးတော့ဖမီတက်ခါယူပြီးတော့ခြီကိုရှည်ရှည်လေးဖြတ်ပါမယ်ခြီရှည်ရှည်လေးဖြတ်ရတဲ့ကြောင်းရင်းကကြတော့ခြေတော့ခဏနေခါကြရင်တွဲချုပ်ရမှာဆိုတော့ဒီလိုရှည်ရှည်လေးဖြတ်လိုက်တယ်ပေါ့နော်ဒါလေးကဒီလိုမျိုးနှစ်ခုထိုးပေးရပါမယ်ရှင်ခုကတော့သူ့ရဲ့ body ကိုထိုးပြမယ်ပေါ့နော်အရင်ဆုံးသူကကြတော့အောက်ခြေ6ရောက်လေးကနေအရင်စထိုးရပါမယ်အရင်ဆုံးမကြည့်ရင်းနဲ့မှတိုင်တွန်း5ခါယူပါမယ်ဒါရတဲ့လေးကိုချုံလိုက်မယ်ပေါ့နော်ဒီရှက်ကော်လေးနဲ့ဆက်မယ်ဖမီတက်ခါယူမယ်ပြီးရင်တပေါက်ထဲမှာနှစ်ချက်စီနဲ့တိုင်ပွားမယ်ပေါ့နော်စုစုပေါင်းတိုင်ရ10တိုင်ရှိပါမယ်တပေါက်ထဲမှာနှစ်ချက်စီနဲ့တိုင်ပွားပါမယ်ဒီမှာမားတက်တာလေးဒီမှာဟနေရဆိုပြီးတော့ဒီအပေါက်တွေတော့တော့ထိုးတယ်ပေါ့နော်အဲ့ဒါဆိုတိုင်တွေကပို့ပြီးတော့ကကိုင်းတွေဖြစ်သွားတတ်တယ်ဒါကခုကဒီဟနေရဒီနောက်ဆုံးတစ်ပေါက်ကိုခြံပြီးတော့ဒီမှာလေး10တိုင်ပြည့်ပြီဆိုတော့ထိတ်ဆုံးအပေါက်မှာရှက်ကော်လေးနဲ့သွားဆက်ရပါမယ်ပြီးရင်ဒီဘက်လေးကိုတွန်းတင်လိုက်ပေါ့နော်တွန်းတင်လိုက်ဒီဘက်ကအလှဘက်ယူတာဆိုတော့ဒီဘက်လေးကိုတွန်းတင်ပြီးတော့ဆက်ထိုးမယ်ဖမီတက်ခါယူမယ်ဒါပြီးတော့ရင်တပေါက်တစ်ချက်ကတစ်ခါတိုင်ပွားတာကတစ်ခါအဲ့လိုမျိုးနဲ့ပတ်လေးကိုထိုးပါမယ်စုစုပေါင်းတိုင်ရတော့15တိုင်ရှိပါမယ်ဒီမှာ3လမ်းမြောက်ကိုပြီးပြီပေါ့နော်ပြီးပြီဆိုတော့ရှက်ကော်လေးနဲ့ဆက်မယ်ဖမီတက်ခါယူမယ်နောက်ထပ်4ကနေမှ4 5 2တန်းကိုတပေါက်တစ်ချက်စီနဲ့ထိုးရပါမယ်စုစုပေါင်းတိုင်က15တိုင်မှာဒီမှာအခုလိုပုံစံမျိုးဒီလိုခွက်ကလေးရမယ်ပေါ့နော်အဲ့ဒါလေးကိုဒီမှာရှက်ကော်လေးနဲ့ကော်လိုက်မယ်ပြီးရင်ဖမီတက်ခါယူပြီးတော့ဒီကောင်လေးကို
ဒီလိုမျိုးလေးကိုနှစ်ခုထိုးရမယ်ပေါ့နော်ဒါကပထမဆုံးတစ်ခုဆိုတော့ကျွန်တော်တို့ကဒါလေးကိုဖြတ်ထုတ်လိုက်မယ်ပေါ့နော်ခြီကတော့အလောက်ရှည်ရှည်ဖြတ်เสียမလို့ဘူးဒီလိုမျိုးလေးဖြတ်ထုတ်လိုက်မယ်နောက်တစ်ကွင်းခါကျရင်တော့ဖြတ်เสียမလို့ပေါ့နော်သူတို့နှစ်ခုအတွဲထုံးမှာဆိုတော့ဒီလိုခွက်ကလေးရပါမယ်ဒါလေးကိုနှစ်ခုထိုးရပါမယ်ရှင့်ဒါလေးကတော့နောက်ထပ်တစ်ခုထိုးနေရပါတော့ဒီမှာ9တန်းအထိပြီးတော့ရင်ရှက်ကော်မယ်ဖူမီတစ်ခါယူပြီးတော့ဒါလေးကိုတောက်ချီဖြတ်ထုတ်เสียမလို့ပေါ့နော်ဒီနှစ်ခုကိုသွားပြီးတော့ပူမယ်ပူတွဲပြီးတော့ထိုးရမယ်ပေါ့နော်အဲ့ဒီမှာချဲတို့ကဒီမှာဆက်ရလေးတွေရှိတယ်ဒီမှာဆက်ရလေးတွေရှိတယ်ဒီကောင်လည်းဆက်ရလေးတွေရှိတယ်ဒီကောင်ဒီကွာကြတဲ့မှာဒီလိုမျိုးထားမယ်ပေါ့နော်ဒီလိုရှေ့တွေမှာရောက်နေတာဒီလိုမျိုးနောက်တွေရောက်နေတာဆိုရင်တော့မညီမညာနဲ့ဖြစ်ပြီးတော့ရုပ်ဆိုးသွားရင်မလှတော့ဘူးပေါ့နော်ဒီမှာဆက်ရလေးဒီမှာလည်းဆက်ရလေးအဲ့နာကိုဒီမှာရှက်ကော်လေးနဲ့သွားဆက်မယ်ဒီလိုမျိုးလေးနှစ်ခုချိတ်သွားပြီပေါ့နော်ကြည့်လိုက်ပါဒီလိုနှစ်ခုလေးချိတ်သွားပြီဆိုတော့ဒီပတ်လေကိုတပေါက်တစ်ချက်စီနဲ့ရှက်ကော်ဆက်ပြီးတော့ဖုန်မီတစ်ခါတက်တပေါက်ကိုတစ်ချက်စီနဲ့ပတ်လေထိုးသွားရမယ်ဒီကြားလေးထဲမှာလည်းတတိုင်းစီထိုးရမယ်ပေါ့နော်ဆိုတော့အလုံးပေါင်းစုစုပေါင်းတိုင်ရီက32တိုင်ရှိရပါမယ်ဒီကွင်းမှာ15ခုရှိသွားပြီဒီမှာဒီလိုလေးမောက်ခုံလေးလှုပ်လိုက်မယ်ပေါ့နော်လှုပ်ပြီးတော့ဒီကြားထဲမှာခြေတို့ကတပေါက်တတိုင်းထိုးရမယ်ပေါ့နော်ဒီမှာတတိုင်းတော့ထိုးရပါမယ်အဲဆိုရင်16တိုင်းဒီဘက်ပတ်လေကိုတပေါက်တစ်စီနဲ့ပြန်ထိုးမယ်ဒီမယ်ပေါ့နော်ဒီကြားလေးတွေကကွင်းမှာခြေတို့ကတတိုင်းထိုးရပါမယ်နည်းနည်းလေးတော့သူကခတ်တယ်ပေါ့နော်ကြက်တက်ပါတယ်ဒါပေမဲ့အဲ့ဒါကိုရအောင်ထိုးရပါမယ်ဒါဆိုရင်တော့32တိုင်းပြပါပြီရှစ်အကြရင်ဒီဘက်ကထိတ်ဆုံးရဲ့အပေါင်မှာရှက်ကော်လေးနဲ့သွားယူမယ်ပြီးရင်ဖုန်မီတစ်ခါယူမယ်ဒီလိုမျိုးလေးရမယ်ပေါ့နော်ဒါဆိုရင်တော့ကွင်းနှစ်ခုကိုဆက်ပြီးသွားပါပြီဒီလိုမျိုးလေးသူ့ရဲ့ခြေထောက်ပေါ့နော်ဒါလေးကဒီကနေမှဆက်ပြီးတော့ခဏကိုထပ်ထိုးပါမယ်ဒီအောက်ကနေစရည်မယ်ဆိုရင်1 2 6 9တန်းမြောက်ကိုထိုးပါမယ်9တန်းမြောက်ကတပေါက်တစ်ချက်စီနဲ့က9ခါထိုးမယ်ပြီးတော့ရင်တိုင်ပွားကတစ်ခါထိုးမယ်ပေါ့နော်အဲ့လိုမျိုးနဲ့ပတ်လေကိုထိုးရပါမယ်ရှင့်ဒါဆိုရင်မင်းတို့ချဲတို့က9တန်းထိပြီးသွားပြီပေါ့နော်အဲ့လိုပဲဒီမှာရှက်ကော်ယူမယ်ဖုန်မီတစ်ခါတက်မယ်နောက်ထပ်10ကနေမှ12တန်းထိတပေါက်ကိုတစ်ချက်စီနဲ့ထိုးရပါမယ်အခုကချဲတို့က10တန်းမြောက်ကိုစထိုးမယ်ဆိုတော့10တန်းကနေမှ12တန်းအထိတပေါက်ကိုတစ်ချက်စီနဲ့ပဲထိုးရမယ်ပေါ့နော်ဒါကိုပတ်လေလေးထိုးသွားရမယ်တတန်းပြီးတိုင်းတစ်ခါရှက်ကော်နဲ့ဆက်မယ်ဖုန်မီတစ်ခါယူမယ်ပေါ့နော်ထိုးနေရင်လည်းပြောဖို့တတိယလာလို့ဒီမှာခြေတော့ထိုးတယ်ဆိုဂျာလေးကိုဖောင်းဖောင်းကြွကြွလေးဖြစ်အောင်ထိုးရမှာပေါ့နော်အဲ့ဒါကိုဒီမှာထိုးနေရင်ကနေမှဒီမှာကအချိန်ပါလာတဲ့ခါကျရင်ဒီလိုထိုးရမလားအချန်ဓာကြီးကိုဖိတွေမကင်ပလိုက်နဲ့ပေါ့နော်သူကသူ့ရဲ့ပုံစံကဖောင်းဖောင်းကက်ကလေးနဲ့အဲ့လိုမျိုးရုပ်ထွက်ရမှာဆိုတော့ဒီမှာဓာလေးကိုမပြားပြစ်ပါနဲ့ဒီထဲမှာလက်လေးကိုဒီလိုမျိုးဝင်ပြီးတော့ထိုးသွားပါပြီးတော့သူ့မှာအတဲ့နဲ့ပြောင်းပြန်ဆိုပြီးရှိရပေါ့နော်ဒီမှာလက်ကွက်ကလေးတွေဒီလိုမျိုးညီလေးတွေပေါ်နေတာကိုကြတော့ချဲတို့အလှပက်အတဲ့ယူတယ်ပေါ့နော်ဒီဘက်မှာချဲပြမယ်လက်ရကိုဒီလိုအလိန်ကျိုးလိန်လေးတွေနဲ့ကျိုးလုံးလေးတွေဒီလိုမျိုးဖြစ်နေတဲ့ဘက်ကိုကြတော့ချဲတို့ကအတွင်းထဲမှာထဲချုပ်တယ်ပေါ့နော်ဆိုတော့ဒီဘက်ကဟာလေးကပို့ပြီးတော့လှတော့ဒီဘက်ကိုအတဲ့ယူပါတယ်ဒီတိုင်းလေးကိုထိုးသွားရပါမယ်လို့လာပြောတာပါဒီမှာလက်ကလေးကိုလက်ခလေးလေးကိုဒီလိုမျိုးဝင်ပြီးတော့ကွင်းလေးတွေကိုအဲ့လိုမျိုးတစ်ပေါက်ချင်းကိုအဲ့လိုမျိုးလေးထိုးသွားပေးပါနော်ဆိုရင်တော့10ကနေမှ12တန်းထိထိုးပါခဲ့တာ
ပြီးပြီပေါ့နော်ပြီးရင်ရှက်ကော်လေးနဲ့ဆက်မယ်ဖုန်မီတစ်ခါတက်ပြီနောက်ထပ်73တန်းမြောက်ကိုထိုးမယ်ပေါ့နော်73တန်းမြောက်ကကြတော့တပေါက်တစ်ချက်က4ခါထိုးမယ်သူကတော့တိုင်ဆရောက်တော့မယ်ပေါ့နော်တပေါက်တစ်ချက်က4ခါထိုးမယ်နောက်ပြီးတော့ရင်တိုင်ရောတစ်ခါထိုးမယ်အဲ့လိုပဲပတ်လဲထိုးသွားရပါမယ်ပေါင်းတိုင်ရေက30ရှိရပါမယ်ရှင်ဒါလေးကတော့73တန်းမြောက်ကိုပြီးပြီပေါ့နော်အဲ့ဒါပြီးတော့ရင်14နဲ့15ကိုကြာတော့တပေါက်တစ်ချက်စီနဲ့2တန်းထိုးရပါမယ်စုစုပေါင်းတိုင်က30ရှိရပါမယ်ဒါဆိုရင်တော့15တန်းအထိတပေါက်တစ်ချက်စီနဲ့ထိုးလာခဲ့တာပြီးပါပြီဆိုတော့ဒီမှာရှက်ကော်လေးနဲ့ဆက်မယ်ဖမီတစ်ခါယူမယ်နောက်ပြီးတော့16တန်းမြောက်ကိုကြတော့တပေါက်တစ်ချက်3ခါတိုင်ရောကတစ်ခါနဲ့စုစုပေါင်းတိုင်ရီက24တိုင်ရှိအောင်ထိုးရပါမယ်တပေါက်တစ်ချက်က3ခါပြီးတော့ရင်တိုင်ရောကတစ်ခါအဲ့လိုမျိုးနဲ့ဒီဘက်ပတ်လေကိုထိုးရမယ်ပေါ့နော်ဒါဆိုရင်တော့16တန်းထိုးပြပါပြီရှင်19တန်းမြောက်ကိုကြတော့တပေါက်ကိုတစ်ချက်စီနဲ့ပတ်လေထိုးရမှာမယ်24တိုင်ပေါ့နော်24တိုင်ရှိပါတယ်တပေါက်ကိုတစ်ချက်စီနဲ့တစ်တန်းပဲထိုးရပါမယ်ခုလိုလေးရပြီဆိုရင်တော့18တန်းကိုဆက်ထိုးပါမယ်ဒီမှာရှက်ကောဖုန်မီတစ်ခါယူပြီးပါပြီ18တန်းမြောက်ကကြတော့တပေါက်တစ်ချက်က2ခါထိုးမယ်ပြီးတော့ရင်တိုင်ရောတစ်ခါထိုးပါမယ်ရှင်တိုင်စုစုရေကတိုင်အလုံးပေါင်းစုစုပေါင်းကြတော့18တိုင်ရှိရပါမယ်18တန်းပြီးပြီပေါ့နော်19တန်းမြောက်ကကြတော့တပေါက်ကိုတစ်ချက်စီနဲ့ပတ်လဲထိုးရပါမယ်အခုလိုလေးရပါမယ်ဒါဆိုရင်တော့ဒါကအဆုံးသက်ပြီပေါ့နော်ဒီမှာရှက်ကော်လေးနဲ့ဆက်မယ်ဖုန်မီတက်ခါယူပြီးတော့ချီဖြတ်ထုတ်ရပါမယ်ချီကိုရမ်းရှိရှိဖြတ်ရမလို့ပေါ့နော်ဘာလို့ဆိုကျွန်တော်တို့ခေါင်းမှာချီကိုရှိရှိဖြတ်ထားတယ်ဆိုတော့တို့ကိုဒီလောက်လေးနဲ့ရပါပြီ။တပ်ပြီးတော့ရင်ဆီလီကွန်လေးတွေထည့်မယ်ပေါ့နော်။ဒီကျိုးကိုလည်းအထဲမှာထည့်မြုပ်လိုက်ပါ။ဆီလီကွန်တိတ်ပါမယ်။တက်တက်လေးဖြစ်ရင်တော့မတက်တက်လေးဖြစ်ပါရဲ့။ဆိုတော့ဒီလောက်ဆိုရင်ရပြီပေါ့နော်။ဒါဆိုရင်ကျွန်တော်တို့တွဲချုပ်လို့ရပြီ။ဒါကြတော့ခေါင်းဒါ body ဒီမှာကလက်ဒါလေးရလက်ပေါ့နော်။ဒါကနေရွက်လေးဆိုတော့တစ်ဆင့်ချင်းတွဲချုပ်ပြပါမယ်။ရင်ဦးဆုံးခေါင်းနဲ့ခန္ဓာကိုယ်နဲ့အရင်ချုပ်မယ်ပေါ့နော်။ချုပ်ပုံချုပ်နည်းလေးတွေကိုတစ်ဆင့်ချင်းစီပြောပြပါမယ်။ရင်ဦးဆုံးခေါင်းနဲ့ခန္ဓာကိုယ်နဲ့ကိုတွဲချုပ်မယ်ပေါ့နော်။ချုပ်တဲ့အခါမှာဒီလိုဆီလီကွန်လေးတွေတင်လိုက်။တင်ပြီးတော့ရင်ချဲတော့ဒီမှာဆက်ရရှိရပေါ့နော်။ဒီမှာအခုဒီလိုဆက်ရရှိတယ်ဒီအနောက်မှာလည်းအခုလိုဆက်ရလေးရှိရပေါ့နော်အဲ့ဒါကိုနှစ်ဖက်ဒီလိုမျိုးညီအောင်လေးလုပ်လိုက်မယ်နောက်ပြီးဒီနှစ်ခုပူးလိုက်ပေါ့နော်ကျိုးကခေါင်းကနေလာတာဆိုတော့ဒီမှာဒီအောက်ခန္ဓာကိုယ်ရဲ့ဒီနှခမ်းသားလေးကိုယူချုပ်မယ်ပေါ့နော်ဒီလိုယူချုပ်ပါမယ်ပြီးတော့ရင်အောက်တစ်ခါပြီးတော့ရင်ဒီအပေါ်ဘက်မှာဒီလိုမျိုးပေါ့နော်ဒီရဲ့ဒီတိုင်ကိုအဲ့လိုမျိုးလေးယူဘေးတိုင်းယူချုံမယ်ပေါ့နော်ဒီနှစ်ခုဆွဲပါအပေါ်တစ်ခါပြီးတော့ရင်ဒီမှာအောက်ကိုလည်းအတိုင်းပဲဒီလိုမျိုးလေးယူချုပ်ပါမယ်အဲ့လိုပဲအပေါ်တစ်ပြန်အောက်တစ်ပြန်နဲ့ချုပ်သွားရပါမယ်ဒီလိုမျိုးပတ်လေးချုပ်သွားရပါမယ်ရှင်အဲဆိုရင်တော့ဒီမှာပတ်လေးချုပ်ပြီးတော့ရေပေါ့နော်ဒီလိုမျိုးလေးချုပ်ထားမှန်းတော့မသိအောင်အဲ့လိုမျိုးလေးဖြစ်တယ်ပေါ့နော်
ဆိုတော့နောက်ဆုံးခြိသိမ်းတာကိုကျွန်မပြပေးပါမယ်ခြိသိမ်းတဲ့နေရာမှာလေဒီမှာဒါကနောက်ဆုံးချုပ်ပြီးခဲ့တာဆိုရင်ဒီအပေါ်ဘက်ကိုပဲဖြစ်ဖြစ်အောက်ဘက်ကိုပဲဖြစ်ဖြစ်ဒီဘက်ကိုထိုးထုတ်လိုက်ပေါ့နော်ဒီနောက်မှာ tick ဆိုတော့ညက်တယ်ဆိုရင်ပြန်ပြီးတော့ပြည်သွားနိုင်တယ်ပေါ့နော်အဲကြောင့်မလို့ဒီဘက်ကိုအပေါ်ဘက်ကိုဒီလိုမျိုးဆွဲထုတ်လိုက်ပါထုတ်ပြီးတော့မှဒီနားကနေမှကပ်ပြီးတော့ဒီလိုလေးဖြတ်လိုက်ပေါ့နော်အဲဆိုရင်တော့ဒီမှာခနာကိုနဲ့ခေါင်းနဲ့တွဲချုပ်ပြီးပါပြီဒီလက်လေးနှစ်ဖက်ကိုချုပ်ပါမယ်ရှင်လက်ကိုချုပ်တဲ့အခါမှာလည်းတခုရှိရပေါ့နော်ဒီမှာဆက်ရလေးတွေရှိတယ်အဲဆက်ရလေးတွေကိုဒီလိုခနာကိုနဲ့ထိနေတဲ့အပိုင်းအတွဲပိုင်းတွေကနေထည့်ချုပ်ပါမယ်ဆိုတော့ဒီမှာဘေးတိုက်အနေထားလေးနဲ့ဒီနားကဒီ၃ပေါက်ကိုယူမယ်ပေါ့နော်ဒီဘက်ဘေးချမ်းရဲ့ဘေးတိုက်ကြကြ၃ပေါက်ကိုယူမယ်ပြီးဒီလိုအက်ကလေးကိုဒီလိုဝင်ထုတ်လိုက်မယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးလေးဆက်ထုတ်လာဒီလိုလေးအပြင်ဒီထိတ်ဆုံးကဒီလက်ရဲ့ထိတ်ဆုံးဒီအပေါက်မှာပေါ့နော်ဟိုဘက်ဒီဘက်ပါအောင်အချီလေးကိုယူလိုက်မယ်တက်တက်လေးဆွဲပေါ့နော်နောက်ပြီးတော့သူ့ဘေးကက်ရဲ့အပေါက်ကနေမှဒီဘက်ဘေးကိုပြန်ထုတ်မယ်ဘေးလေးကိုပြန်ထုတ်မယ်အဲကနေမှဘေးတိုက်အနေထားလေးနဲ့ဒီနောက်ဆုံးအပေါက်နာအောင်သွားမယ်အဲဒီဒီဘက်ကတတိုင်ကိုယူပြီးတော့ဒီလိုလေးပြန်ထုတ်မယ်ဒီတိုင်းဒီနောက်ဆုံးအတိုင်ကိုယူမယ်ပေါ့နော်ယူပြီးတော့ဒီအားနေမှာဒီဘက်ဘေးဘက်ချမ်းအောင်ဆွဲထုတ်လိုက်ပါမယ်โอเคဒီမှာဒီလိုဆိုရင်ဖောင်းဖောင်းလေးနဲ့ဒီလိုမျိုးလေးရပါမယ်ရှင့်ဒါဆိုရင်ရပြီပေါ့နော်ဒါလေးကိုခြေလေးကိုဖြတ်ထုတ်လိုက်မယ်အဲ့လိုတစ်ဖက်ရပါပြီဒီတစ်ဖက်ကိုလည်းအတိုင်းပဲထပ်ချုပ်ပါမယ်ဒါဆိုရင်တော့ဒီမှာအလက်ကလေးနဲ့တက်ပြီးတော့ပေါ့နော်ဒါလေးအရှိဘက်ကိုယူပါတယ်ဒီဆက်ရလေးတွေရှိတဲ့ဘက်ကိုတော့အနောက်ဘက်ထားမယ်ပေါ့နော်ဒီမှာကိုလိုလေးရပါပြီရှင်ခုကနရွက်တွဲချုပ်ပါမယ်နရွက်လည်းတူတူပဲပေါ့နော်ဒီလိုမျိုးဆက်ရရှိတဲ့ဘက်ကိုအတွင်းဘက်အနေနဲ့ထည့်ချုပ်မယ်ပေါ့နော်နရွက်ချုပ်တဲ့အခါမှာကဒီဘေးတိုက်အနေထားလေးနဲ့ပဲချုပ်မယ်ဒီအပေါ်ကနေစရည်မယ်ဆိုရင်1 2 3 4 5 6ဒီ6တန်း5နဲ့6နဲ့ကြားထဲမှာယူပြီးတော့ချုပ်မယ်ပေါ့နော်ဒီမှာဒီလက်လေးနဲ့တန်တန်ဘေးတိုက်အနေထားလေး1 2 3 4 5 6ဒီ5တန်းနဲ့6တန်းရဲ့ဒီကြားလေးတွေကနေဝင်ပြီးတော့အလေးကိုရင်ဝင်လိုက်မယ်ဒီရဲ့ဆက်ရလေးကိုဒီအတွင်းဘက်ထဲအထည့်ချုပ်ပါမယ်ရှင့်တို့ရင်ဝင်မယ်ဝင်ပြီးတော့ရင်ဒီအခုဒီနောက်ဆုံးပိတ်ရဲ့အနားလေးမှာရင်ချုပ်လိုက်မယ်ဒါဒီလိုမျိုးလေးဆွဲဆွဲပြီးတော့ဒီရှေ့ရဲ့ဒီအတန်းလေးနဲ့ကိုတွားယူချုပ်မယ်ပေါ့နော်ဆိုတော့ဒီနေရာလေးမှာရင်ဝင်မယ်ပြီးရင်ဒီဘက်ကနှာခမ်းလေးမှာတွားချုပ်မယ်ဒီတဲလေးကိုရင်ဝင်မယ်ဒီနှာခမ်းမှာတွားချုပ်မယ်ဒီမှာလည်းဒီမှာနောက်ဆုံးဒီနားလေးရောက်ပြီဆိုရင်ဒီလိုအရင်ဦးဆုံးဒီလိုလေးယူလိုက်ယူပြီးတော့အဆုံးတက်မှာပေါ့နော်ဒီနားမှာဒါလေးကိုနေရွက်လေးကိုနည်းနည်းကြချင်တာဖြစ်တဲ့အတွက်ဒီနားကဒီဘေးဆုံးအတိုင်လေးတစ်တိုင်ကိုယူပြီးတော့မှဆွဲချုပ်လိုက်မယ်ပေါ့နော်မဟုတ်ဆိုတော့ဒီလိုမျိုးထောင်နေမှာပေါ့နော်အဲ့လိုမျိုးထောင်နေရမကြိုက်တော့ဒီလိုဘေးတိုင်လေးအကြလေးအတွက်ဒီ
ဒီနာတတိုင်ကိုယူပြီးတော့ဒီအောက်ပတ်လေးနာမှာထိုးလိုက်မယ်အောက်ကနေမှဒီဘက်နောက်ကျောဘက်ကိုအဲ့လေးကိုယူထုတ်လာမယ်ပေါ့နော်သူကတိကနေတော့ဖြတ်လိုက်တယ်ဆိုရင်သူကအနားနေပြန်ထွက်သွားတတ်လို့ပါဆိုတော့ဒီလိုမျိုးလေးဒီလိုမျိုးလေးရပါမယ်ကျမချီလေးကိုဖြတ်ထုတ်မယ်ပေါ့နော်အဲ့လိုမျိုးပဲဒီဘက်တစ်ချမ်းကိုလည်းတွဲချုပ်မယ်ပေါ့နော်ခုဆိုရင်တော့ဒီလိုမျိုးသေးရပါပြီရှင်ဒီမှာခြေကတော့ဒီအနီရောင်လေးကိုသုံးထားရပေါ့နော်ဒါလေးနဲ့စထုတ်မယ်အင်ကြီးလေးအရင်စထုတ်ပါမယ်အင်ကြီးကကြတော့သူ့ရဲ့ဒီကနေမှဝိုက်ကလေးထိုးရမယ်ပေါ့နော်ဒီလိုမျိုးကွင်းနှစ်ကွင်းလောက်ပြီးမှပြန်ဆက်ရတာမျိုးရှိမယ်ဆိုတော့အရင်တော့အင်ကြီးစထုတ်ပါမယ်အောက်ခြေကနေစထိုးမယ်ပေါ့နော်အရင်ဆုံးဖွင့်ပြီး18ခါထိုးရပါမယ်ချင်း18ခါပေါ့နော်18ခါရပြီဆိုရင်ဝင်လေးဖြစ်သွားအောင်ဒီထိတ်ဆုံးအပေါက်မှာရှက်ကော်လေးနဲ့သွားဆက်မယ်ထိတ်ဆုံးကဒီမှာချင်းတစ်ခါယူထားတဲ့နာမှာရှက်ကော်နဲ့သွားဆက်မယ်ပြီးရင်ဖွင့်ပြီးတစ်ခါတက်ဒီဘက်ဘေးပေါက်မှာစထိုးမယ်ပေါ့နော်အဲ့ချိန်မှာဒီနောက်ကကြိုးလေးကိုလည်းဒီမှာဖွက်ပြီးတော့ထိုးသွားမယ်ပပက်လည်းတစ်ပေါက်ကိုတစ်ချက်စီနဲ့18တိုင်ထိုးပါမယ်အဲ့နေရာမှာဒီမှာလက်တကြွယ်လေးနဲ့ထိန်းထားပြီးတော့ဒီဘက်နှခမ်းသားတစ်ချမ်းလေးတွေကိုပဲယူပြီးထိုးသွားမယ်ပေါ့နော်အပင်ကိုမလိမ်သွားအောင်တတိထားပါဒီမှာ18ကပြီးတော့ရဲ့အခါမှာထိတ်စောပေါင်းမှာရှက်ကော်လေးနဲ့သွားဆက်မယ်ပြန်ဖွင့်ပြီးတစ်ခါယူမယ်အဲ့လိုမျိုးတန်းကိုလည်းတစ်ပေါက်တစ်ချက်စီနဲ့18တိုင်လုပ်မယ်ပေါ့နော်18ခါပြီးတော့ရင်တော့ဒီမှာရှက်ကော်လေးနဲ့ယူပြီးတော့ဖွင့်ပြီးတစ်ခါယူမယ်ပြီးတော့ဖြတ်ထုတ်လိုက်မယ်ပေါ့နော်အရင်ရှည်ဖြတ်စရာလည်းမလိုဒီလိုကွင်းလေးနှစ်ခုလုပ်ရမယ်ပေါ့နော်ဒီလိုမျိုးကွင်းလေးနှစ်ခုလောက်ရပါမယ်နောက်တစ်ကွင်းမှာကျတော့ချီကိုဖြတ်ထုတ်စရာမလိုပေါ့နော်အဲ့မှာဆက်ထိုးသွားမယ်ဆိုချီဖြတ်ထုတ်စရာမလိုပါဘူးဒီလိုကွင်းလေးနှစ်ခုလောက်ရပါမယ်ရှင်ဒီမှာဒီမျိုးနှစ်ကွင်းရပြီပေါ့နော်ဒီဘက်နောက်ဆုံးဒီတစ်ကွင်းကဖြတ်ထုတ်စရာမလိုချီကိုဖြတ်ထုတ်စရာမလိုဆက်ထိုးသွားပါမယ်ဆိုတော့ဒီနားကဆက်ရလေးနှစ်ခုကိုကွာကြလေးထားပြီးတော့ဒီလိုမျိုးလေးနှစ်ခုကိုတွဲမယ်ပေါ့နော်တွဲထိုးဖို့အတွက်ဒီဆက်ရလေးရှိတဲ့နေရာမှာရှက်ကော်လေးနဲ့အရင်ဆုံးယူလိုက်မယ်ယူပြီးတော့ဒီချီလေးကိုဒီရဲ့အလဲလဲထားမယ်ပေါ့နော်ရဖွန်ပြီးတစ်ခါတက်ပြီးတော့ဘေးပေါက်မှာတစ်ပေါက်ကိုတစ်ချက်စီနဲ့ပပက်လဲလိုက်ထိုးပါမယ်ဒီဘက်ကလည်း18တိုင်ဒီဘက်ကလည်း18တိုင်ဆိုတော့နှစ်ခုပေါင်းရင်30နဲ့6တိုင်ရှိရပါမယ်ဒီပပက်လဲတစ်ပေါက်တစ်ချက်စီနဲ့ထိုးသွားရပါမယ်ရှင်ဒီမှာပပက်လဲ36တိုင်ထိုးပြီးသွားပြီဆိုရင်ဒီမှာပထမဆုံးကထိုးခဲ့တဲ့တိုင်လေးကိုရှက်ကော်လေးနဲ့သွားဆက်မယ်ပြီးရင်ဖွင့်ပြီးတစ်ခါတက်မယ်ဒီလိုမျိုးလေးရမယ်ပေါ့နော်ဒီကောင်လေးကကြတော့ဒီခြေထောက်ရဲ့အောက်ခြေလေးဘောနော်မြင်အောင်လို့ဝတ်ပြလိုက်မယ်ခါကြနေပါထိုးလို့ထိုးနေမှမသိဖြစ်မှာဆိုတော့မားခြေထောက်ရဲ့ဒီလိုအောက်ခြေလေးကိုစထိုးနေရပါတူတော့အင်ဂျီထိုးပေးနေရပါနော်ဆိုတော့ခြေလို့ဆက်ထိုးမယ်ပြီးတော့တပေါက်ကိုတစ်ချက်စီနဲ့8တန်းအထိထိုးမယ်ပေါ့နော်ခုကဒီမှာ1 2 3 4တန်းမြောက်ကနေမှနောက်ထပ်4တန်းမြောက်ကနေမှနောက်ထပ်4တန်းတပေါက်ကိုတစ်ချက်စီနဲ့ဆက်ထိုးသွားရပါမယ်9တန်းထိပဲပေါ့နော်1 4 6 9တန်း9တန်းထိကဒီလောက်ဆိုင်ရပါတယ်ဒါကမှကိုကနည်းနည်းလေးထပ်ရှည်ခြင်းနေဆိုရင်တော့နောက်ထပ်တပေါက်ကိုတစ်ချက်စီနဲ့နောက်ထပ်အတန်းတက်လို့ရတယ်ပေါ့နော်ချိန်ကကြတော့ဒီဖင်လေးကိုဖုံးချင်တာဖြစ်တဲ့အတွက်နောက်ထပ်တစ်တန်းတက်လိုက်ပါမယ်ကိုကအဲ့နားမှာအတူရှေ့ပေါ်မူတည်ပြီးတော့ကိုကြိုက်တယ်လို့ဆက်ထိုးလို့ရတယ်ပေါ့နော်ချိန်ကတော့နောက်ထပ်တစ်တန်းလေးထပ်တက်လိုက်မယ်ဒီမှာဒီလိုလေးဆိုရင်တော့အခုကမမေကထိုးထားတာ8တန်းထိပြီးသွားပြီပေါ့နော်ဒါပြီးတော့ချီလေးကိုဖြတ်ထုတ်လိုက်ပါမယ်ဒီ
ဒီကနေမှ17ပေါင်းမြောက်17ခုရေးမယ်ပေါ့နော်1 2 3 4 5 6 9 10 17ခုချက်ပြီးတော့12 13 14ပေါက်15ပေါက်မြောက်မှာမင်းတို့ကနောက်ထပ်ဒီသူ့ရှိရတဒန်းကိုတက်မယ်ပေါ့နော်ဒီမှာ15ပေါက်မြောက်မှာဒီလိုကြိုးလေးဝင်လာမယ်ဖမီးတစ်ခါယူမယ်ပြီးရင်အပေါက်ထဲမှာပဲတိုင်တိုတစ်ခါထိုးမယ်သူ့ဘေးပေါက်မှာလည်းတိုင်ထိုးမယ်စုပေါင်း9တိုင်ထိုးမယ်ပေါ့နော်9တိုင်ထိုးပြီးတော့ပြီးရင်ဖမီးတစ်ခါတက်မယ်ဒီလိုနောက်ဘက်ကိုလှည့်လိုက်ပါပြီးရင်ဒီကဲရဲ့အပေါက်လေးမှာတစ်တိုင်ထိုးဘေးပေါက်တွေမှာပြီးရင်လိုက်ထိုး9တိုင်ရှိအောင်ထိုးမယ်ပေါ့နော်ဟောလီ9တိုင်ရပါပြီဒီလိုမျိုး4တန်းလောက်ထုံးမယ်ပေါ့နော်ပြီးရင်အပေါ်နောက်တစ်တန်းတက်တဲ့နေရာမှာဖုန်မီတစ်ခါယူမယ်ပြီးမှဒီလိုတစ်ခါလှည့်မယ်ပေါ့နော်ပြီးရင်သူ့ကဲ့ရပေါက်မှာပဲတိုင်တိုးတိုင်ထိုးတစ်ပေါက်တစ်ချက်စီနဲ့လိုက်ထိုးဒီလိုလေးရမယ်ပေါ့နော်ပြန်ဒီကျိုးဖြတ်ထုတ်လိုက်ရပြီဒါဆိုရင်သူ့ကိုဝတ်ပေးကြည့်ပါမယ်ဒီလိုလေးရမယ်ဒီလိုလေးရပါမယ်ရှင်ဒါမှသူ့ရဲ့ပခုံးတိုင်းကျိုးလေးလုပ်မယ်ဆိုတော့မမေတို့ကအဲ့ဒါကိုဖွမီးနဲ့ပဲလုပ်မယ်ပေါ့နော်ဒီနာအတန်းလေးက3တန်းပဲထိုးလိုက်တယ်ဒီလောက်ဆိုကွက်တိပဲပေါ့နော်ဖွမီးကို15ကလုပ်ပါမယ်ဒီ15ကလုပ်မယ်ပြီးတော့ဒီသူ့ရဲ့လက်ကလေးကနေမှဒီပေါ်လေးကိုယူပြီးတော့ဒီနောက်ဆုံးဒီဆက်ရရှိထားတဲ့နားမှာရှက်ကော်လေးနဲ့တော့ဆက်ပါမယ်ရှက်ကော်လေးနဲ့တော့ဆက်မယ်နောက်ပြီးတော့ဒီဘက်ဖမီးတစ်ခါယူမယ်ပြီးရင်သူ့ဘေးကအပေါက်မှာတိုင်တိုးတိုင်ထိုးလိုက်မယ်ဓာတ်ဖမီး15ခါယူလိုက်မယ်ပေါ့နော်15ယူပြီးတော့ကြိုးတိုင်းပြီးတော့ရှေ့ဘက်လေးကိုလာမယ်ပြီးရင်ဒီဘက်ဒီထိတ်အစွန်းကအနားလေးမှာရှက်ကော်လေးနဲ့သွားဆက်မယ်ပြီးရင်ဖမီးတစ်ခါယူမယ်ပေါ့နော်ပြီးရင်ချီလေးကိုနည်းနည်းရှည်ရှည်လေးဖြတ်လိုက်ဖြတ်ပြီးတော့ချုပ်အပ်နဲ့တိမ်မယ်ဒီအစာကိုတင်းတင်းလေးဖြစ်သွားဆွဲလိုက်ပါဒါဆိုသူ့ရဲ့အင်ဂျီရပါပြီနောက်ကဒီမှာပဲမယ်ပေါ့နော်ဒီမှာသူ့ရဲ့အင်ဂျီလေးရပြီဒီကြိုးစားတိမ်ဖို့ပဲကြံပါမယ်ကြိုးစားလေးကိုတိမ်မယ်ဒီအောက်ဘက်ကနေပြန်ထိုးဒီလိုဘေးကိုယူတိမ်လိုက်ရအောက်ကိုယူတိမ်လိုက်ရပေါ့နော်ကိုအဆင်ပြေတယ်လို့တိမ်လို့ရတယ်ကျိုးစားလေးကိုဒီလိုလေးယူတိမ်ပြီးတော့ပြတ်ထုတ်လိုက်ပါမယ်ရှင်နော်ဒီမှာတူတွဲအုတ်ထုတ်လေးပဲကျန်တော့ရပေါ့နော်နောက်ဆုံးပိုင်းအုတ်ထုတ်အပိုင်းလေးပဲကျန်မှာတော့တယ်ဒီကိုအုတ်ထုတ်လေးကိုဆက်ထိုးပါမယ်အုတ်ထုတ်ထိုးရမယ့်အပိုင်းကခြေအစပိုင်းမှာခေါင်းထိုးတော့ပြခဲ့တဲ့ပတန်တိုင်းပဲပေါ့နော်တစ်ကနေ8ထီးတပုံစံနဲ့ပဲဆိုတော့ခြေကဒီမှာဗီဒီယိုရှေ့သွားမှဆိုလို့ထပ်ပြီးတော့မလုပ်ပြတော့ဘူးပတန်လေးတော့ရေးပေးထားလိုက်မယ်အဲ့ဒါလေးကိုလိုက်ပြီးတော့ထိုးကြည့်ပေါ့နော်8တန်းအထိထိုးကြည့်မယ်ထိုးကြည့်ပြီးတော့ခြေနဲ့ကိုယ်ရဲ့မြောက်ကိုတူတူဆက်ထိုးကြမယ်ပေါ့နော်โอเคဒီမှာဆိုရင်တစ်ကနေ8ထိထိုးလာခဲ့ပြီးသားရေပေါ့နော်ကိုယ်ရဲ့မြောက်ကိုကြားတော့မင်းခြေတို့ကဒီမှာအရင်ဦးဆုံးတစ်ပေါက်တစ်ချက်စီနဲ့က9ခါထိုးလိုက်မယ်
3တိုင်း4တော့ရင်ဖွမီ6ခါယူမယ်1 2 3 4 5 6ခါယူပြီးသွားရင်အဲ့နောက်မှာခြေတို့ကကြော်အပေါက်ကြော်မယ်ပေါ့နော်6ပေါက်ကြော်မယ်1 2 3 4 5 6ခုကြော်ပြီးတော့ဒီ9ခုမြောက်မှာတိုင်တိုတစ်ခါထိုးမယ်ဒီလိုမျိုးလေးဒီလိုအကွင်းလေးရမယ်ပေါ့နော်လိုလေးရမယ်ဆိုရင်ဆက်ထိုးမယ်ဒီမှာတိုင်ထိုးပြီးသွားပြီဆိုတော့တိုင်တို16ခါထိုးပါမယ်16ခါထိုးမယ်ဒါပြီးတော့ရင်စောနာလိုမျိုးပဲပေါ့နော်ဖွမီ6ခါယူမယ်6ခါယူမယ်ပြီးရင်6ပေါက်ကြော်မယ်2 4 6ခုကြော်ပြီးတော့ဒီ9ပေါက်မြောက်မှာတိုင်တိုတစ်ခါထပ်ထိုးပါမယ်9ခါဒါဆိုရင်တော့ဒီနေရွက်လေးထည့်ဖို့အပေါက်လေးတွေရပြီပေါ့နော်ဒီဘက်မှာဘေးဆောင်လေးမှာဒီလိုလေးရပါမယ်ဒါကိုမှတစ်ပေါက်တစ်ချက်စီနဲ့နောက်ထပ်2တန်းထပ်ထိုးမယ်ပေါ့နော်ဒီအပေါ်လေးတွေကနေလည်းထပ်ထိုးမယ်တစ်ပေါက်ကိုတစ်ချက်စီနဲ့ဒီမှာဖွမီ6ခါယူထားတဲ့အပေါ်မှာခြေတစ်ချက်ထိုးပြမယ်ပေါ့နော်ဒီမှာဒီလိုလေးပြပြီးတော့ဒီဘက်ကနှခမ်းလေးတစ်ချမ်းကိုပဲနိုင်ယူမယ်တွေ့ရလားမသိဘူးဒီဘက်ကနှခမ်းတစ်ချမ်းလေးကိုပဲနိုင်ယူမယ်ဒါဆိုရင်တိုင်း3တိုင်း4တိုင်း5တိုင်း6တိုင်းဆိုပြီးတော့ဒီလိုမျိုးလေးရမယ်ပေါ့နော်အဲ့လိုပဲဒီဘက်ကိုလည်းအဲ့လိုပဲပတ်လေးထိုးသွားပါမယ်နောက်ကတော့30ကနေ17ထိထိုးပြီးသွားပြီပေါ့နော်ဒီမှာခြေကဒီလောက်နဲ့ပဲရထားခြင်းလည်းရတယ်ဒါမှမဟုတ်ရင်ခြေကတော့ပိုလှသွားအောင်လို့အနားလေးကွတ်ချင်တယ်ပေါ့နော်အနားကွတ်ချင်တယ်ဆိုတော့ဒီမှာဖွမီတစ်ခါယူတယ်ပြီးရင်ဘေးပေါက်မှာရှက်ကော်နဲ့ဆက်တယ်ပြီးရင်ဖွမီတစ်ခါထပ်ယူဘေးပေါက်မှာဆက်မယ်အဲ့လိုတွန်းလေးနဲ့အနားတက်လေးနဲ့လှလေးဖြစ်သွားအောင်လို့ခြေကတော့ဒီလိုမျိုးလေးထပ်လုပ်လိုက်မယ်ပေါ့နော်ကိုကဒီလိုမျိုးအတွန်းမထဲချင်ပဲနဲ့လေဆွမ်းနာက17အဆင့်မှာပဲရထားရင်လည်းရတယ်ပေါ့နော်ဒါကတော့ကိုစိတ်ကြိုက်လုပ်လို့ရပါတယ်ဒါဆိုရင်တော့သူ့ရဲ့အုတ်ထုပ်လေးပြီးပါပြီဆိုတော့ဝတ်ပေးမယ်ပေါ့နော်ဝတ်တဲ့ခါမှာဒီနေရွက်လေးကိုဒီလိုနည်းနည်းလေးဒီလိုလေးခြုံလိုက်ခြုံပြီးတော့မှဒီထဲကိုထည့်မယ်ဒီဘက်လည်းတူတူပဲအဲ့လိုမျိုးလေးခြုံပြီးတော့မှထဲကိုလာထည့်ဒီလိုလေးရပါမယ်ရှင့်ဒီဆက်ရလေးရှိတဲ့ဘက်ကိုနောက်ကျောဘက်ပဲထားမယ်နော်ရတယ်ဒီမှာကော်ကန်လေးကိုအသုံးပြုရင်လည်းရတယ်ဒါမှမဟုတ်ပဲねဒီ UH ကိုကောက်ဖို့လည်းအသုံးပြုလို့ရတယ်ပေါ့နော်ဒီနှစ်ခုကဘာကွာလဲဆိုတော့ဒီကောင်ကကြတော့အရေအဲ့လိုမျိုးလာတာသူကကတ်တယ်ဆိုရင်သူ့ကို6တဲ့အထိကိုစောင့်ပေးရတယ်နည်းနည်းလေးပိုကြတယ်ပေါ့နော်ဆိုတော့ဒီခုနောက်ပိုင်းကအမြန်မဲချချင်တော့ဒီကော်တနက်ဂန်လေးကိုအပူပေးပြီးတော့ပဲအဲ့လိုမျိုးကတ်လိုက်ပါတယ်ချိန်ရတော့မျက်လုံးလေးကအစမှပြထားတဲ့ဟာထက်တစ်ဆိုင်လေးကြီးတာသုံးလိုက်မယ်ပေါ့နော်ဂန်နဲ့ကတ်ရင်ကြတော့နည်းနည်းလေးတတိထားရရပေါ့နော်ဒီကောင်ကအပူဆိုတော့ဓာတ်တွေမှာလာပေးနိုင်လာပူနိုင်တယ်ပေါ့နော်ပြီးရင်ကော်များသွားမှလည်းနည်းနည်းစိုးရင်ရတယ်ဆိုတော့နည်းနည်းလေးတော့တတိထားရပါတယ်ရပါပြီဒါဆိုမျက်လုံးလေးနဲ့တက်ပြီးတော့ပြီဆိုတော့သူကနှာခေါင်းလေးတက်ပေးမယ်နှာခေါင်းကဘယ်နောက်ပိုင်းကနေဝင်လာမယ်ဒီကနေမှာ
ဆိုတော့ဒီမှာနောက်ဆုံးတော့ဗန်နီလေးပြီးသွားပါပြီရှင်လိုက်ထိုးကြည့်တာအကုန်လုံးပဲအဆင်ပြေမယ်လို့ထင်ပါတယ်เนาะဒါလေးကတော့ဗန်နီလေးပြီးသွားပါပြီ